အားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီနေ့ဒီနေရာလေးမှာလာပြီးတော့မှတက်တည်ခံရတော့အခုလိုဘုရားရှင်ပေးတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့နာမတော်ရဲ့ဘုန်းကြီးပါစေထွန်းမြတ်အခန်းကြီး20ကပြောထားတယ်မဟုတ်မမှန်တော့အကြောင်းအရာကိုတက်တည်မခံနဲ့ဆိုတော့ဒီစကလုံးဒီအကြောင်းအရာကတော့မဟုတ်မမှန်တက်တည်ခံလို့မဖြစ်ပါဘူးဒါကြောင့်မလို့ဒီနေ့ကျွန်တော်တက်တာမှာဘုရားသခင်ကကျွန်တော်တို့သိချစ်ပါတယ်တချိန်ကတော့ကျွန်တော်ကမယုံကြည်သူပါကရင်လူမျိုးမယုံကြည်သူပါကျွန်တော်ရဲ့နာမည်အရင်ကနာမည်ကတော့ Sosim လို့ခေါ်တယ်ပထရီလို့လည်းခေါ်ပါတယ်ကျွန်တော်ရဲ့အဖေနာမည်ဦးမောင်စိန်အမေနာမည်ဒေါ်စီကိုဖြစ်ပါတယ်ကျွန်တော်အဖေကတော့အရင်ကရဲဝန်ထမ်းတစ်ယောက်ပါကျွန်တော်အဖေကရဲဝန်ထမ်းတစ်ယောက်ဖြစ်တယ်ပြီးတော့မှကျွန်တော်ခရစ်ယာန်ဖြစ်လာတဲ့အခါကျတော့အဖေနဲ့အမေနဲ့ကွဲသွားကြပါတယ်အဲ့ဒီမတိုင်ခင်တော့ကျွန်တော်အဖေရဲ့စန္ဒအဖေရဲ့ကိုယ်ွယ်တဲ့ဘာသာရပ်ကိုကျွန်တော်ကိုယ်ွယ်ခဲ့ရပါတယ်ပြီးတော့မှအဖေဖြစ်စေခြင်းနဲ့တာယဟန်ဆိုတဲ့ယဟန်ပေါင်ထဲကိုတွတ်သွင်းတဲ့အခါမှာကျွန်တော်ယဟန်ဝစ်ခဲ့ပါတယ်ကျွန်တော်ရဲ့ဘွဲ့နာမှာအုတ်နတာပါဏိတအရှင်သူရိယပါဘုရားသခင်ကျေးဇူးတော်ကိုတော့အဲ့ဒီအချိန်မှာနားမလည်ပါဘူးသို့တော်လည်းဒီအချိန်မှာတော့ဘုရားသခင်ကျေးဇူးတော်ကြောင့်ပြန်အသက်ရှင်ရသေးတယ်ပြန်လည်ပြီးတော့မှသူ့ရဲ့အမှုတော်မြတ်ကိုပြန်ခိုင်းသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဒီနေရာလေးမှာလာပြီးတော့မှတက်တည်ခံရတော့အခုကိုဘုရားရှင်ပေးတော့ကြောင့်ဘုရားရှင်နာမတော်ရဲ့ဘုန်းကြီးပါစေကျွန်တော်ရဲ့အဖေဟာသူ့ရဲ့ကိုယ်ွယ်တဲ့ဖျားကကနနာတိမတိတော့ကျွန်တော်မသိဘူးတိုးတော်လည်းသူမပြောပြဘူးဒါပေမဲ့တာယဟန်ဝစ်စေခြင်းနဲ့ဆန္ဒရှိတော့ကြောင့်ကျွန်တော်ဝစ်ခဲ့ပါတယ်အထက်မြန်မာပြည်မန္တလေးကျန်ငင်ကျောင်းတိုက်မှာဆရာတော်ဦးစတိလာနဲ့သူ့ရဲ့ကျောင်းမှာကျွန်တော်တနေ့သူနဲ့အတူနေထိုင်ဖြတ်သန်းခဲ့ရပါတယ်အဲ့ဒီနောက်တော့သူကကားအက်ဆီဒန့်ဖြစ်ပြီးတော့မှဘဝတစ်ပါးပြန်လုံတော်မူခဲ့ပါတယ်သူကတော့တနစ်ပဲမိပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တဝါမြောက်ပေါ့အဲ့ဒီတဝါပြီးတဲ့အခါမှာတော့သူကကားအက်ဆီဒန့်နဲ့သူဒီဘဝတစ်ပါးပြန်လုံတော်မူခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်6ဝါမြောက်မှာတော့တញ្ញင်းတွေလိုက်ပြီးတော့မှတရားထိုင်ပါတယ်တရားထိုင်ရင်းနဲ့9ဝါမြောက်ဖြစ်လာတဲ့အခါကျတော့ဝေဒနာတွေခံစားရပါတယ်အသေးရောက်တော့ငှက်ဖျားနဲ့ခံစားရပြီးတော့မှဒီယောဂနဲ့ဆေးရုံတင်ခဲ့ပါတယ်အဖေကလည်းလာပြီးတော့မှကြည့်ရှုပြုစုပါတယ်တိုးတော်လဲရက်ပေါင်းလနဲ့ခြီလာတဲ့အခါမှာအဖေကမခံနိုင်တော့ဘူးအဖေလည်းမတတ်နိုင်တော့ဘူးဆရာဝန်တွေလည်းလက်လျှော့ကုန်ပြီမရတော့ဘူးဆိုပြီးတော့မှပြောပါတယ်အဲ့ဒီအချိန်မှာဆရာဝန်တွေကပြောတဲ့စကားကြားပါတယ်ကျောင်းတိုက်ပြန်ခေါ်သွားမလားဒီမှာပဲပြန်လုံတော်မူတာကိုစောင့်မလားဆိုပြီးတော့မှပြောတဲ့အခါမှာအဖေကတော့ကျောင်းတိုက်ကိုပြန်ခေါ်သွားပါတယ်ကျွန်တော်အဖေပြန်ခေါ်သွားတယ်ကျွန်တော်နဲ့အတူအခြားသောသင်္ကန်းဘုန်းကြီးတွေလည်းပါပါတယ်သို့တော်လည်းအဲ့ဒီဘုန်းကြီးတွေကယခုအဲ့ဒီမှာဘုန်းကြီးမဝတ်တော့ဘုန်းကြီးတွေထွက်ကုန်ကြပြီကျွန်တော်ရဲ့အဖြစ်အပျက်ကိုသူတို့ယုံကြည်တာလားလက်ခံတာလားတော့မပြောတတ်ဘူးသို့တော်လည်းဒီဥစ္စာကတချို့တော်တော်များများကျွန်တော်ကိုဝေဖန်ပါတယ်လောက်ကြံပြောတာပြောခံရပါတယ်ပြီးတော့မှသူများတက်တည်ခံချက်ကိုသူပြန်ခံတာဆိုပြီးတော့မှလည်းအပြောခံရပါတယ်အမျိုးမျိုးလည်းအပြောခံရပါတယ်1996မှာတော့အခွေထုတ်ဖြစ်ပါတယ်အခွေထုတ်တဲ့အခါမှာ96အခွေထုတ်ပြီးလို့မကြပါဘူးလပိုင်းကဏ္ဍမှာပဲ1990နဲ့ခွန်ဇန်နဝါရီ1ရက်တလပိုင်းမှာပေါ့တလပိုင်း21ရက်နေ့မှာဒီအခွေနဲ့ပတ်သက်ပြီးတော့မှလာပြီးတော့မှဖမ်းကြပါတယ်အဲ့ဒီတော့ကတော့ကျွန်တော်တို့ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ပေါ့ဘာပဲဖြစ်ဖြစ်ထောင်ထဲမှာလည်းကောင်းကောင်းတရားဟောရပါတယ်ထောင်ထဲမရောက်ခင်တော့ကောင်းကောင်းနှိပ်စက်ခံရပါတယ်ကောင်းကောင်းတော့နှိပ်စက်ခံရတယ်ပါးတွေလည်းဖနှက်နဲ့ရိုက်တယ်တနတ်တင်တွေလည်းထုတယ်ခေါင်းပေါ်ကိုရေစက်တင်လည်းချပါတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ယနေ့ထက်တိုင်အောင်ဘာယောဂမှမဖြစ်ပဲ
အသက်ရှင်ရသေးတယ်အဲ့ဒါနဲ့ခုနကပြန်ပြီးတော့မှစကားကိုပြန်ဆက်မှဆိုရင်ကျောင်းတိုက်ကိုပြန်ရောက်သွားပြီး3ရက်4ရက်လောက်တော့တတိရပါတယ်နောက်ပိုင်းတော့ကျွန်တော်ဘာမှမသိတော့ပါဘူးအဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဝိညာဉ်နံသက်ပေါ့အဲ့ဒီနံသက်ကအမတန်မှတာယာလှပတဲ့လမ်းတစ်လမ်းကိုတွေ့လို့ရှောက်ခဲ့ပါတယ်အဲ့ဒီလမ်းရဲ့အဆုံးမှာတော့အမတန်မှကြီးကျယ်ခမ်းနားတဲ့လိုင်ကောင်းကြီးဒါပေမဲ့အဲ့လိုင်ကောင်းကြီးကလူအိတ်နေတဲ့ပုံစံတုံးကြီးပါလူရဲ့ပုံစံပဲအဲ့ဒီထဲကိုဝင်သွားမိတယ်အဲ့ထဲဝင်သွားမိတော့အဲ့ဒီထဲမှာရောက်တော့အရင်ဆုံးစတင်ပြီးတော့မှကြားရတာကအနိစ္စဒုက္ခအနတ္တနံရိုးပြိုင်ကြပြီးတော့မှဇပင်ကိုအလဲပေါ်မှာထုံး၍အော်ဟစ်နေတဲ့ပုဂ္ဂိုလ်တယောက်အော်ဟစ်နေတဲ့သူတယောက်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တနဲ့အဲ့ဒီအချိန်မှာကျွန်တော်နားမှာရှိနေတဲ့လူစီဖာကခေါင်းပေါ်မှာဂျို9ချောင်းရှိပါတယ်အဲ့လူစီဖာကကျွန်တော်ကိုဘာပြောလဲဆိုတော့အဲ့ဒါမသိချာကြီးတဲ့ထာဝရဘုရားကိုမယုံလို့ဒီကိုလာရတာအရင်ဆုံးကျွန်တော်ကိုဒီတိုင်းပဲပြပါတယ်နောက်တစ်ခါထပ်ဆင်ပြီးတော့မှရင်ဘက်မှာတောက်လျှောက်ဒဏ်ရာတွေနဲ့သူလဲရှေ့ကြည့်တတိတက်တာအေးစီစသဖြင့်អော်နေပါတယ်အဲ့ဒီသူ့အရှိမတော့ရေးထားပါတယ်စာတန်းလေးရဲဘော်မတေတီတော့ငရဲသွားဆိုပြီးတော့မှဒီမှာတော့ကျွန်တော်ဒီမှာသိနေတာကတော့အဲ့လိုမဟုတ်ပါဘူးကျွန်တော်သိနေတာဒီမှာကတော့ရဲဘော်မတေတီတော့ငရဲမလားဆိုတဲ့နော်ရဲတော်မတေတီတော့ငရဲမလားဆိုတဲ့စကားလုံးကိုတုံးထားပေမဲ့ဟိုးငရဲမီးအိမ်ထဲမှာကတော့ရဲဘော်မတေတီတော့ငရဲသွားဆိုပြီးတော့မှရေးထားပါတယ်အဲ့ဒီမှာတော့ယေရှုကိုယုံကြည်တဲ့လူပါလာမပါလာတော့ကျွန်တော်မသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျွန်တော်ကိုပြတဲ့စာတန်းကိုပဲကျွန်တော်ကပြောပြတာပါအဲ့ဒီကနေပြီးတော့မှကျွန်တော်ကိုထပ်ဆင့်ပြီးတော့မှပြပါတယ်ဒါရဲ့လူလေးမင်းဘယ်လိုဖြစ်တာတော့အဲ့ဒါကတော့ကျွန်တော်ရဲ့ဆရာတော်ဂျန်နီကန်ဦးစတီလာလူလာခွေးလာဆိုတဲ့အခွေဟောနေတဲ့အတန်နဲ့တရားဟောနေပါတယ်သူကိုယ်တိုင်လည်းငရဲမီးအိမ်ထဲမှာអော်ဟစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်မေးတယ်သူကဘာဖြစ်လို့ဒီကိုလာရတရားဟောသိကောင်းတာကျွန်တော်ကပြောတယ်အဲ့ဒါနဲ့သူကပြန်ပြောပါတယ်လူစီဖာကပြန်ပြောပါတယ်ကျွန်တော်လူစီဖာဆိုတာမသိပါဘူးကျွန်တော်သိတာကငရဲမင်းကျုပ်ပဲသိတာပါလူစီဖာဆိုတာကျွန်တော်ဒီနေ့အဲ့ဒီအချိန်အဲ့ဒီအခါတုန်းကဖြစ်မှသာလီလူစီဖာဆိုတာကျွန်တော်သိတာပါအဲ့ဒီလူစီဖာကကျွန်တော်ကိုပြောတယ်ဒါကယေရှုခရစ်တော်ကိုမယုံသောကြောင့်ဒီကိုလာရတယ်လို့ပြန်ဖြေပေးပါတယ်ကျွန်တော်ယေရှုခရစ်တော်ဆိုတာမသိပါဘူးကျွန်တော်အဲ့ဒီအချိန်တော့ကတော့ကျွန်တော်ဗုဒ္ဓဘာသာပါတကယ်ကိုယေရှုခရစ်တော်ဆိုတာလုံးဝမသိပါဘူးကျွန်တော်သိနေတာကတော့ကရင်ဖျားဒါမှမဟုတ်အင်္ဂလိပ်ဖျားလို့ပဲကျွန်တော်သိထားပါတယ်အဲ့ဒီဖျားကအမတန်မှအံ့ဩဖို့ကောင်းပါတယ်အဲ့ဒီကနေပြီးတော့မှနောက်တစ်ခါထပ်ဆင့်ပြပါတယ်တရားဟောဆရာတယောက်သူလည်းငရဲမီးအိမ်ထဲမှာရွတ်ဆိုနေတဲ့အချက်လေးကတော့ယေရှုကငါသည်လမ်းခီးဖြစ်တမန်တရားလည်းဖြစ်အသက်လည်းဖြစ်ငါ့ကိုအမီမပြုတ်နဲ့အဘယ်သူမျှခမဲတော်ထံသို့မရောက်ရဆိုပြီးတော့မှသူကရွတ်ဆိုနေပေမဲ့သူကိုယ်တိုင်ကငရဲမီးအိမ်ထဲမှာဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်မေးတယ်ဒါကဘာတူလဲဒါကခရိယန်တရားဟောဆရာဆိုပြီးတော့မှသူကကျွန်တော်ပြန်ပြောပါတယ်ဘာဖြစ်လို့ဒီထဲလာရလဲလို့ကျွန်တော်မေးတဲ့ခါမှာမိမနဲ့ဖောက်ပြန်တော့ကြောင့်ဆိုပြီးတော့မှပြန်ဖြေပါတယ်အဲ့ဒီကနေပြီးတော့မှစုံကဝေအခန်းတွေကိုပြပါတယ်စုံကဝေတွေအမတန်မှအများပြလာပါတယ်အဲ့ဒီစုံကဝေတွေရှိတဲ့အခန်းကိုပြပြီးတော့မှအဲ့ဒီစုံတစ်ယောက်စုံအဖွားကြီးတစ်ယောက်ကသူ့မျက်နှာလေးပုတ်လိုက်တာနဲ့အပြိုကညာလေးဖြစ်သွားပါတယ်အဲ့ဒီအပြိုကညာလေးကနေပြီးတော့မှသူထပ်ပုတ်လိုက်တဲ့ခါမှာအသက်40နဲ့50ဝန်းကျင်အရွယ်ထပ်ပြန်ရောက်ပါတယ်နောက်တစ်ချက်ပြန်ပုတ်တဲ့ခါမှာအသက်80ကျော်ဖြစ်လာပါတယ်အဲ့ဒီအဖွားကြီးကတကယ်ပဲစုံပညာနဲ့ဖြတ်တန်းအသက်ရှင်လို့မှအဲ့စုံပညာနဲ့ပဲသူဟာဘဝနှစ်ကုန်းချုပ်ခဲ့တယ်ယေရှုကိုလည်းသူကမသိခဲ့ဘူးအဲ့ဒီအချိန်မှာသူကအော်ဟစ်နေတယ်ယေရှုဖခင်ကယ်ပါယေရှုဖခင်ကယ်ပါယေရှုဖခင်ကယ်ပါဆိုတော့သူကအော်ပါတယ်အမတန်မှကြောက်စရာကောင်းတဲ့နေရာကြီးပါနောက်တစ်ခါထပ်ဆင်ပြီးတော့မှတီးသန့်အားကတော့တီးသန့်အတွင်းဝင်းပိုက်ထဲကိုကျွန်တော်ကိုပြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်လိုပဲတင်ငန်းဝက်တဲ့လူတွေအများကြီးပါပဲအော်ဟစ်နေကြတယ်သူတို့အော်ဟစ်နေကြတယ်
သူတို့နေတဲ့အခန်းကတယောက်ကို၄ပေပတ်လေပဲရှိပါတယ်အဲ့ဒီ၄ပေပတ်လေထဲမှာအမတန်မှအော်ဟစ်ညီးတွားပြီးတော့မှယေရှုကယ်ပါလို့ပြောပါတယ်အဲ့ဒါကတော့ကျွန်တော်လိုပဲသင်္ကန်းဝတ်ကိုရင်တွေဖုံးကြီးတွေပါအဲ့ဒါနဲ့ကျွန်တော်မေးတယ်ဒီလောက်များတာအရေးအတွက်ဘယ်လောက်ရှိလဲလို့ကျွန်တော်မေးတဲ့အခါမှာ9ကတိ9သိန်း9,000 9,000ယောက်လို့ပြောပါတယ်ဒီစကားကအစင်လိုက်မဟုတ်တော့ကျွန်တော်လည်းနားမလည်ဘူးကောင်းဆုံးတော့9ကတိ9သိန်း9,000ကထာဝရဘုရားလက်ထက်9,900ကယေရှုခရစ်တော်လက်ထက်လို့သူပြန်ခွဲပြမှကျွန်တော်သိပါတယ်နှမဆိုရင်ကျွန်တော်မသိဘူးသူတို့ဝင့်နေတဲ့သင်္ကန်းတွေကိုတန်လုံးအကြီးကြီးပါဒီလောက်ရှိပါတယ်အဲ့ဒီတန်လုံးပေါ်ပြစ်တင်လိုက်တဲ့ခါမှာတန်လုံးကကွေးကျသွားပါတယ်ဖုံကြီးဘလောက်များလဲအော်ဟစ်နေကြတယ်ယေရှုကိုမယုံလို့ဆိုပြီးတော့မှပြန်ပြောတယ်တစ်ဖက်ကလည်းထာဝရဘုရားကိုမယုံလို့ဆိုပြီးတော့မှလည်းပြန်ပြောတယ်နောက်တစ်ခါထပ်ဆက်ပြီးတော့မှအရက်တောက်တဲ့လူတွေရဲ့အခန်းအရက်တောက်တဲ့လူတွေအော်ဟစ်နေကြတယ်အရက်ပေးပါလို့အော်ဖို့နေသာသာယေရှုကယ်ပါလို့ပဲသူတို့အော်နေတယ်ဒီမှာကတော့အခုလူတွေတော်တော်များများပြောတယ်အိုးဒီမှာအရက်ကရှားရင်ငရဲအိမ်မှာပေါ်ပါတယ်ငရဲမှာပေါ်ပါတယ်လူတွေဘယ်လိုပဲပြောငရဲမှာအိမ်မဟုတ်ပါဘူးငရဲမီးအိမ်လို့ခေါ်ပေမဲ့ရေမရှိပါဘူး6တွေ့နေပါတယ်မီးတုံးမီးခဲပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမီးတုံးမီးခဲကလူမသေးဘူးအခုရှိနေတဲ့ဝิญဉ်မသေးဘူးတငွင့်ငွင့်နဲ့လောင်နေတယ်အသားတွေလည်းပျော်ကြပါတယ်လောက်တွေလည်းတွေ့ပါတယ်အဲ့ဒီလောက်တွေတွေ့နေတယ်လောက်တွေစားနေတဲ့ကြားတက်ကအသားတွေပြန်တက်ပါတယ်အမတန်မှကြောက်စရာကောင်းတဲ့ဒီနေရာဟာဘယ်သူသွားခြင်းမလဲကျွန်တော်ကိုယ်တိုင်တော့မသွားခြင်းဘူးမသွားခြင်းပေမဲ့ဆက်ပြပါတယ်နောက်တစ်ခါထက်ဆင်ပြီးတော့မှဖဲရိုက်ကြက်တိုက်တဲ့လူတွေရဲ့အခန်းအမတန်မှအော်ဟစ်ညီးတွားနေရပါတယ်သူတို့လည်းအော်ဟစ်ညီးတွားပြီးတော့မှသူတို့ဖြတ်တန်းအသက်ရှင်နေတဲ့အချိန်တုန်းကငါတို့ယေရှုအကြောင်းကိုမသိလို့ယေရှုကိုမယုံမိတာဆိုပြီးတော့မှသူတို့အော်ဟစ်နေကြပါတယ်အမတန်မှရက်ဆက်တဲ့နေရာအမတန်မှကြည်ကွဲဝမ်းနည်းစရာကောင်းတဲ့နေရာအမတန်မှငိုကြွေးမြည်တမ်းနေရတဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာလေးမှာဘယ်သူမှမသွားချင်ပါဘူးနောက်တစ်ခါထပ်ဆင်းပြီးတော့မှပြပါတယ်ဘာထပ်ပြလဲဆိုတော့လူအသက်တတ်တဲ့သူတွေအဲ့ထဲမှာထူးထူးခြားခြားမိန်းမတစ်ယောက်ခေါ်လာပြပါတယ်မိန်းမတစ်ယောက်ကိုခေါ်လာပြတယ်ကျန်တဲ့လူကတော့လူအသက်တတ်တယ်ဆိုတော့တော်တော်များများသိတာဓာတ်နဲ့ထိုးတတ်တာတော့ဒုံနဲ့ရိုက်တတ်တာတော့ဒါလောက်ပဲသိတယ်အဲ့ဒီမှာတော့ကျွန်တော်ကိုမိန်းမတစ်ယောက်ခေါ်လာပြီးတော့ပြတယ်အဲ့ဒီမိန်းမကကိုဝင်ကြီးနဲ့အဲ့ဒီကိုဝင်နဲ့ကိုဖြတ်ချလိုက်တဲ့အတွက်ကြောင့်လူအသက်သက်တယ်အဲ့ဒီမှာကိုဝင်ဖြတ်ချတဲ့မိန်းမတွေအများကြီးပဲလူအသက်သက်တဲ့ယောက်ျားမိန်းမတွေအများကြီးပဲအော်ဟစ်နေကြရတယ်အမတန်မှကြောက်စရာကောင်းတဲ့ဒီနေရာကြီးကိုသွားကျင်သလားမသွားကျင်တော့ယေရှုရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ဒါလေးကိုကျွန်တော်စဉ်းစားပြီးတော့မှဒီအကြောင်းလေးကိုကြားပြီးတဲ့သူတိုင်းယေရှုတကယ်ရှိတယ်ဆိုတာကိုတကယ်ယုံကြည်စေခြင်းနဲ့ယေရှုကဘယ်တော့မှမပြောင်းမလဲဘူးတကယ်ပဲအသက်ရှင်နေအဲ့ဒါနဲ့နောက်ဆုံးကျွန်တော်ကိုပြပါတယ်နောက်ဆုံးပြတဲ့အခန်းကတော့အမတန်မှယွံမောင်းစရာကောင်းတဲ့လူလိန်လူညာတွေရဲ့အကြောင်းတွေလူလိန်လူညာတွေရဲ့အသက်တာတွေလူများကိုလိန်ပြီးတော့မှလူများကိုညာပြီးတော့မှလူများပစ္စည်းဥစ္စာတွေရရှိသွားတဲ့လူတွေအမတန်မှကြောက်ဖို့ကောင်းပါတယ်အဲ့ဒါနဲ့အဲ့ဒါတွေပြပြီးတဲ့အခါမှာကဲပထရီအုံနတာပါဏိတဆော့စီဘလူမင်းနေရာမင်းနာမယ်ဒီမှာမရှိဘူးဒါကြောင့်မလို့မင်းကိုငါဒီလမ်းပြမယ်အဲ့ဒီလမ်းအတိုင်းသွားပါမင်းသွားရင်လူတယောက်မင်းကိုစီးကြုံမယ်လို့သူကပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်ကိုလမ်းပြတဲ့အတိုင်းပဲကျွန်တော်သွားပါတယ်အဲ့ဒီအပေါက်ကထွက်တဲ့အချိန်မှာမီးထိုးနေတဲ့လူဂျိုတယောက်ကိုသုံးချောင်းစီနဲ့လူတွေကိုကျွန်တော်တွေ့ရပါတယ်အဲ့လူတွေကမီးထိုးနေတယ်ဘာလဲဒီကဝင်မလို့မဝင်လို့ကျွန်တော်အတင်းမညင်းတာတအားကြောက်ဖို့ကောင်းတဲ့နေရာဖြစ်တော့ကျွန်တော်တအားပြန်ညင်းတယ်ညင်းပြီးတဲ့အခါမှာသူကကျွန်တော်ကိုကဲအဲ့လမ်းတိုင်းမသွားဆိုပြီးတော့မှကျွန်တော်သွားခဲ့ပါတယ်အဲ့လမ်းကိုတော်တော်ကြာကြီးရှောက်ရပါတယ်ရှောက်တော်တော်ကြာရှောက်တဲ့အခါမှာချောင်းလေးတစ်ချောင်းစတင်တွေ့ပါတယ်အဲ့ချောင်းလေးတစ်ချောင်းစတင်တွေ့တဲ့အခါမှာကျွန်တော်ဟိုဘက်ကန်းကိုကူးတယ်ဟိုဘက်ကန်းကလည်းလမ်းလေးပေါ်နေပါတယ်အဲ့ဒီလေပေါ်ကိုတက်သွားတဲ့အခါမှာလေကလည်းသူ့ဘာသူအလိုလိုပဲဟိုဘက်ကန်းကိုကူးပေးပါတယ်ဘယ်သူမှမပါဘဲနဲ့ဟိုလေကကူးသွားပေးပါတယ်ဟိုဘက်ကန်းတက်တဲ့အခါမှာဟိုဘက်ကန်းကိုတက်တဲ့အခါမှာလမ်းလေးကတော့မဆိုးဘူးနည်းနည်းကြာလေးရှောက်လာတဲ့အခါမှာလမ်းတွေကနည်းနည်းကျန်းလာတယ်ဘေးမှာစူးတွေ
ခြုံထဲတွေနဲ့ပြေဝနေတယ်အနောက်ကိုပြန်လက်မယ်လို့တော့အကောင်လုံးခြုံထဲတွေပြန်ပိတ်နေတယ်အဲ့လိုပြန်ပိတ်နေတယ်အဲ့ဒီလမ်းကိုနာနာကျင်ကျင်နဲ့သွေးထွက်တန်ယုံနဲ့ရှောက်ခဲ့တယ်ရှောက်ခဲ့ပြီးတော့မှအဲ့ဒီလမ်းရဲ့အဆုံးမှာတော့လူတစ်ယောက်ကအဝတ်ဖြူစင်နဲ့ကျွန်တော်ကိုကြောခိုင်းနေပါတယ်သူကကျွန်တော်ကိုကြောခိုင်းပြီးတော့မှခေါ်ပါတယ်လားငါနောက်လိုက်ခဲ့အဲ့ဒါနဲ့ကျွန်တော်သူ့နောက်လိုက်ရင်းနဲ့ကျွန်တော်ကမေးပါတယ်ဦးလေးနာမည်ဘယ်သူလဲလို့ကျွန်တော်မေးတဲ့ခါမှာသူကပြန်ပြောပါတယ်ငါရဲ့နာမည်ကောင်းငင်တကားကိုတော့ကင်တော့ပေတယုလို့ပြောပါတယ်ပေတယုကိုကျွန်တော်မသိပါဘူးပေတယုဆိုတာကျွန်တော်လုံးဝမသိပါဘူးပေတယုဆိုတာခရစ်ယာန်ဖြစ်လာမှာပဲကျွန်တော်သိတာပါအဲ့ဒါနဲ့အဲ့ဒီပေတယုကကျွန်တော်ကိုခေါ်သွားတယ်ခေါ်သွားပြီးဟိုးပြလေးမှာလူတစုထိုင်နေတယ်တယောက်ကတော့ကျွန်တော်ကိုကြောခိုင်းနေတဲ့လူပေါ့ဒါပေမဲ့သူကဘာသူလဲမသိဘူးစပင်ကရွှေအိုရောင်လေးနဲ့အမတန်မှစပင်တွေ့တာနဲ့ပင်အမတန်မှကြည်ညိုဖို့ကောင်းနေပြီအမတန်မှကြည်ညိုဖို့ကောင်းတဲ့အတွက်ကြောင့်ကျွန်တော်ရှောက်တယ်လိုက်သွားတယ်လိုက်ရင်နဲ့အနားရောက်တော့ပေတယုကပြောတယ်ကိုတော့ကျွန်တော်ခေါ်လာပြီအေးမင်းခေါ်လာတဲ့လူကသူ့အချိန်မတန်သေးဘူးလောကကိုပြန်ပြီးတော့မှတရားဟောရမယ်ငါပြန်ဆေလွတ်ပဲလူဖြစ်ပါတယ်ဆိုတော့မှကျွန်တော်ဘက်ကိုမျက်နှာလဲတဲ့အခါမှာယခုမိတ်ဆွေတို့အိမ်မှာချိတ်ထားတဲ့ပုံနေနဲ့တခြားစီပါပဲယေရှုရဲ့မျက်နှာပုံဒီလေးတောက်လေးဖြစ်ပါတယ်ပြုံးလိုက်တဲ့ခါမှာပချိုက်နှစ်ဖက်နှစ်ပါအမတန်မှကြည်ညိုဖို့ကောင်းတယ်အသားကရွှေဝါဝင်းနေတာပဲစပင်ကလည်းရွှေအိုရောင်ဖြစ်ပါတယ်အမတန်မှသာလှပတဲ့ဒီယေရှုကိုဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့မှကိုးစားယုံကြည်ဖို့ဆိုတာမိတ်ဆွေတို့ကျွန်တော်တို့ဘက်မှာဘုရားသခင်ကအလိုရှိပါတယ်ဝင်လေးပင်မတော့သူငတ်ထန်လားဆိုတော့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာသူ့ထံကိုလာဖို့သူကလိုချင်ပါတယ်ဒါမှမဟုတ်ဒါလေးကိုကျွန်တော်ပြန်လို့ဆင်းကဲဟုတ်ပြီအဲ့ဒါနဲ့ခုနကမင်းခေါ်လာတဲ့လူကသူဒီမှာနာမည်မရှိဘူးသေဖို့လည်းအချိန်မတန်သေးဘူးသူ့ကိုမင်းပြန်ပို့ရမယ်အဲ့ဒီအချိန်မှာယေရှုကကျွန်တော်ပဲလက်ပြီးတော့မှမျက်စိကစိမ့်ပြလက်အသားကရွှေဝင်းဝါပြီးတော့မှစပင်ကရွှေအိုရောင်အမတန်မှကြီးညိုတက်ပယ်ဖို့ကောင်းသောကြောင့်ကျွန်တော်ကိုယ်တိုင်ပင်သူ့အရှိမပစစ်တုပ်ဒူးထောက်ပြီးတော့မှဦးချခဲ့တဲ့အခါမှာသူကကျွန်တော်ခေါင်းပေါ်မှာလက်တင်တော့ငှတ်သားမင်းလူလောကပြန်ရမယ်ပြန်ပြီးတဲ့အခါမှာပေတရုမင်းကိုပြန်ပို့လိုက်မယ်ဒါပေမဲ့မင်းလောကကိုပြန်ရောက်သွားတဲ့အခါမှာပေါလုဆိုတဲ့နာမည်နဲ့မင်းကအကြောင်းသက်သေခံပါဆိုလို့ကျွန်တော်ပေါလုဖြစ်လာတာပါကျွန်တော်အရင်ကပေါလုမဟုတ်ပါဘူးဆော့စီဘလူးပါပထရီပါကျွန်တော်အမေနာမည်ဒေါ်စီယိုအဖေနာမည်ဦးမောင်စိန်ပါအမေလည်းဆုံးပါပြီအဖေကတော့နောက်မိန်းမနဲ့ရှိသေးတယ်လို့တော့အောက်မိတာပဲတခါမှပြန်မတွေ့ကြတော့ဘူးနောက်မိန်းမယူပြီးတဲ့ကူကဒါမလို့ကျွန်တော်ကတော့ဘုရားသခင်ကျေးဇူးတော်ကြောင့်ပထမ95မှာအိမ်အောင်ကြခဲ့ပါတယ်အိမ်အောင်ကြပြီးတော့မှမိန်းမဆုံးတာအခုဆို10နှစ်ရှိသွားပါပြီခလေးတယောက်မှမရှိပါဘူးခလေးကမရှိဘူးပြောရင်လေမုသာပါမယ်မွေးတယ်အသက်မပါဘူးမွေးလာတဲ့အသေးလေးပေါ့လေဆိုတော့မေလည်းမရှိတော့ဘူးသူရဲ့မိန်းမလည်းမရှိတော့ဘူးညီတယောက်ပါပြီးခဲ့တဲ့3-4နှစ်လောက်ကထပ်ဆင်ပြီးတော့မှဆုံးပါတယ်ကျွန်တော်ညီကတော့အရက်နဲ့ပဲတည်ပါတယ်အရက်တောက်ပြီးတော့ပဲတည်သွားပါတယ်ကျွန်တော်ညီခရစ်တော်ကိုတော့ယုံကြည်လက်ခံသွားတယ်သို့တော့အရက်ကိုတော့သူမဖြတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့သူတာချီလိတ်မှာအလုပ်သွားလုပ်တဲ့အခါမှာတာချီလိတ်ကအဲ့ဒီကနေအရက်ဆွဲလာတယ်အဲ့ဒီကနေပြီးတော့မှသူအရက်ဆွဲလာပြီးတော့မှဘုရားသခင်ကျေးဇူးတော်ကြောင့်ခေါ်တော်မူခြင်းခံရတယ်ပထမတစ်ချိန်ကျွန်တော်1999မှာအဖမ်းခံရတယ်99ဆယ်လပိုင်းတရက်နေ့မှာကျွန်တော်ပြန်ပြီးတော့မှလွတ်လာပါတယ်အဲ့ဒီမလွတ်ခင်တည်းကကျွန်တော်ဆုတောင်းပါတယ်ထောင်ထဲမှာဘုရားသခင်ကျွန်တော်ထောင်ကဘယ်တော့လွတ်မလဲအဲ့ဒီမတိုင်ခင်ကျွန်တော်ကဆုတောင်းတယ်အဖမ်းခံရတဲ့အချိန်မှာဘုရားသခင်ကျွန်တော်ကိုတော့တက်တည်ခံခိုင်းလို့ကျွန်တော်တက်တည်ခံတယ်ကျွန်တော်ထောင်ဘယ်လောက်ကြာမလဲလို့ကျွန်တော်မေးတဲ့အခါမှာသူကကျွန်တော်ကိုပြောပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကိုယုံမထုတ်သေးပါဘူးငါသားမင်းကိုသူတို့3နှစ်ထောင်ချလိုက်မယ်တကယ်လဲအမိန့်ချတဲ့နေ့မှာ3နှစ်တကယ်ကြခဲ့ပါတယ်ဘုရားသခင်ကတကယ်ပဲဂတိတည်တဲ့ဘုရားဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်ဆုတောင်းတယ်တစ်နှစ်မြောက်တော့ဆယ်လပိုင်းထဲမှာပဲကျွန်တော်ဘေးရှင်းတစ်ခုရပါတယ်8နှစ်ခါဒီလိုအချိန်မင်းလွတ်မယ်ဆိုတော့မှဘုရားသခင်ကဘေးရှင်းပေးပါတယ်ပေးတဲ့အတိုင်းပဲတကယ်ပဲကျွန်တော်ဟာအဲ့ဒီနေရာတောက်ကြနေလဲဖြစ်တယ်ရက်တော့
ကျွန်တော်အဲ့ဒီရက်တော့မမှတ်မိဘူးဒါပေမဲ့ထောင်ကပြန်လွတ်လာတဲ့ရက်ကတော့10လပိုင်း1ရက်နေ့ဖြစ်ပါတယ်1999 10လပိုင်း1ရက်နေ့ဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှ2000ခုမှာထပ်ဆင်ပြီးတော့ဒုတိယတစ်ချိန်အဖမ်းခံရပါတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်2000ခုမှာတော့လွတ်လွတ်လပ်လပ်တရားဟောရပါတယ်ထောင်ထဲမှာများစွာလဲလူတွေပြောင်းလဲကြပါတယ်ဒါကြောင့်မလို့ဘုရားသခင်အမတန်မှကောင်းမြတ်တယ်အဲ့ဒီအချိန်မှာဒုတိယတစ်ချိန်ခေါ်ပြီးတော့မှပင်ဖိတ်လို့ကျွန်တော်သွားတရားဟောတဲ့အခါမှာအဲ့ဒီမှာဒီတေရွပြန်အကြောင်းပဲတက်တည်ခံရင်းနဲ့ဘေးနာကဘုန်းကြီးကျောင်းကမကျေနပ်လို့တိုင်ပါတယ်တိုင်တဲ့အတွက်ကြောင့်ကျွန်တော်အဖမ်းခံရပါတယ်အဲ့ဒါကတော့အိမ်မဲမြို့နယ်ဖြစ်ပါတယ်အိမ်မဲမြို့နယ်အဖမ်းခံရတဲ့အိမ်မဲရဲစခန်းမှာကျွန်တော်အိမ်မဲရဲစခန်းတီးခွင်းတရက်ကုန်းအဲ့ဒီရဲအချုပ်မှာကျွန်တော်တည2ညလောက်အိပ်ရပါတယ်ပြီးတဲ့ခါမှာအိမ်မဲရဲစခန်းကိုပို့ပါတယ်ပြီးတဲ့ခါမှာအိမ်မဲတရားရုံးကပဲအမိတ်ချပြီးတော့မှ3နှစ်ပါပဲဒါလဲ3နှစ်အမိတ်ချပြီးတဲ့ခါမှာဘုရားသခင်ကျေးဇူးတော်ကြောင့်ဥခင်ညွန့်ကပြုတ်သွားတယ်အဲ့ဒီညမှာပဲလွတ်ငင်းချမ်းသာပေးလို့ကျွန်တော်ပြန်ပြီးတော့မှလွတ်လာပါတယ်ဘုရားသခင်ကျေးဇူးတော်တက်တက်ဖြစ်ပါတယ်ဒါမှမဟုတ်ဒီနေ့ယေရှုအကြောင်းကိုကျွန်တော်ဘယ်နေရာမှာပဲရောက်ဘယ်နေရာမှာပဲရှိကျွန်တော်မပြောဘဲနဲ့တော့မနေနိုင်ဘူးအခုတော့ကျွန်တော်ပရာဟိတလည်းလုပ်နေပါတယ်သွေးပရာဟိတပါဝင်ကူညီနေတယ်ဆိုရင်လည်းပါဝင်ကြပါအခုထက်တီတော့ကိုယ်ပိုင်အိမ်မရှိပါဘူးဒါပေမဲ့ဘုရားသခင်ကျေးဇူးတော်ကြောင့်အိမ်ငါးနဲ့လည်းမနေခဲ့ရပါဘူးဘုရားသခင်ကျေးဇူးတော်ကြောင့်အိမ်ကိုယ်ပိုင်အိမ်မရှိပေမဲ့အိမ်ငါးနဲ့လည်းမနေရဘူးဘုရားသခင်ရဲ့အလုပ်ကိုအမြဲတမ်းလုပ်နေရတယ်ဘုရားသခင်အလုပ်ကိုအမြဲတမ်းလုပ်နေရတယ်လို့နာရေးလဲကျွန်တော်တစ်ဖက်ကင်ထားပါတယ်နာရေးပရာဟိတသွေးပရာဟိတဆိုတော့မှကျွန်တော်နှစ်ခုကင်ထားပါတယ်တွဲလောက်တာကတော့ KBC အသင်းတော်နဲ့တွဲလောက်ပါတယ်အင်းစိန်ယူရီယာစီဖျားချောင်းလို့လဲလူတွေအများဆုံးသိကြပါတယ်အဲ့ဒီပရာဟိတကျွန်တော်တို့အဖွဲ့တွေအဲ့ဒီမှာရှိပါတယ်ကျွန်တော်တို့အဖွဲ့တွေမှာအေယာကွန်ခေါင်းနှလုံးရှိပါတယ်ကားတော့မရှိသေးပါဘူးဒါပေမဲ့လည်းကျွန်တော်တို့အဖွဲ့လေးတွေကအမတန်မှစီယုံကြပါတယ်သွားမယ်ဟေးဆိုရင်အဲ့ဒီတယောက်ကကားထုတ်လာပြီးတော့မှသူတို့ကားနဲ့သူတို့လိုက်ပို့တာပဲအဲ့ဒီခိုးပေါက်ကိုပေါ့အဲ့ဒီအေယာကွန်ခေါင်းကိုပေါ့ဒါပဲဘာပဲဖြစ်ဖြစ်လေဘုရားသခင်ဟာအမတန်မှကောင်းမြတ်ပါတယ်ဒါမှမဟုတ်ဒီနေ့ကျွန်တော်အသက်တာမှာဤလောကကြီးထဲမှာအသက်ရှင်နေထိုင်တဲ့ခါမှာဘုရားသခင်ကသူ့ရဲ့အလုပ်ကိုလှုပ်စေခြင်းနဲ့ကဲဟုတ်ပြီအဲ့ဒီကနေပြီးတော့မှကဲပေတရုမင်းသူ့ကိုပြန်ပို့လိုက်ဆိုတော့ကျွန်တော်ကိုပေတရုကပြန်ပို့ပါတယ်အဲ့ဒီလိုပြန်ပို့တဲ့အချိန်မှာသွားတော့ကတော့အကြာကြီးရှောက်ရတဲ့လမ်းဟာပြန်လာတာခဏလေးပဲအဲ့ဒီအချိန်မှာကျွန်တော်ကိုမီးရှို့တကြိုဖို့15မိနစ်အတွင်းလောက်ပဲကျန်တော့တယ်15မိနစ်လောက်တာကျွန်တော်နှောက်ကျသွားရင်ကျွန်တော်မီးတကြိုပြီးသားဖြစ်မှာပါအဲ့ဒီအချိန်မှာနောက်ဆုံးခွင့်ပြုနောက်ဆုံးဖွင့်ကြည့်တဲ့အချိန်ပေါ့ကျွန်တော်ညီအရက်သမားခလီထူးကလည်းဖွင့်ကြည့်ပါတယ်အဲ့ဒီအချိန်မှာနောက်ဆုံးကြည့်တဲ့အချိန်ကျွန်တော်ညီအရက်သမားခလီထူးကကြည့်တာပါကျွန်တော်ညီအရက်သမားခလီထူးကကျွန်တော်ကိုကြည့်တော့အဲ့ဒါနဲ့ကျွန်တော်လှုပ်လာတယ်ဆိုတော့လှုပ်လာပြီဆိုတော့သူကអော်တဲ့အခါမှာအားလုံးကလာကြည့်ပြီးတော့မှထွက်ပြေးကြပါတယ်တချို့ကလည်းဒုတ်ဆွဲဓာတ်ဆွဲနဲ့တတ်မယ်ဖြတ်မယ်အဖေကတော့ရဲအရာရှိတယောက်ဖြစ်သောကြောင့်အဖေကပြောတဲ့စကားကြောင့်သူတို့ကကျွန်တော်ကိုမတတ်ဘဲနဲ့အဖေကကျွန်တော်ကိုခေါင်းထဲကနေပြီးတော့ဆွဲထုတ်ကျန်တဲ့လူတွေကိုလည်းခေါ်ပြီးတော့ဆွဲထုတ်ကျန်တဲ့လူတွေကတော့ခက်ကြောက်လက်နဲ့ပဲဆွဲထုတ်ပါတယ်အဲ့ဒီကနေပြီးတော့မှဆွဲထုတ်ပြီးတော့မှကျောင်းတိုက်ပြန်ရောက်သွားတဲ့ခါမှာတိတ်ခါပုံမချသေးပါဘူးဘုန်းကြီးဘဝနဲ့ပဲရှိပါသေးတယ်အဲ့ဒီယဟန်ဘဝနဲ့ပဲရှိသေးတဲ့အချိန်မှာစကားအနေပါတယ်အဲ့ဒီစကားနေတဲ့ကျွန်တော်ဆုတောင်းပါတယ်စကားပြန်တက်ချင်လို့စပင်းရှိရှိနဲ့ဖះကျွန်တော်ကိုတုံးညင်စကားပြန်တက်ခွင့်ပေးပါလို့တောင်းတဲ့အခါမှာတလအကြာမှာတော့စကားပြန်ပြောတက်လာပါတယ်ဘုရားသခင်ကျေးဇူးတော်တက်ဖြစ်ပါတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်စကားပြန်တက်လာပြီးတော့မှဒီအကြောင်းကိုကျွန်တော်တက်ခံတဲ့အခါမှာတားကြပါတယ်မခံပါနဲ့အဲ့ဒီအချိန်မှာကျွန်တော်ကတိတ်ခါပုတ်ချပေးပါလို့ကျွန်တော်ပြောပြီးတော့မှတိတ်ခါပုတ်ချပြီးတော့ကျွန်တော်ကိုအဖေနဲ့အမေနဲ့မန္တလေးကနေပြီးတော့မှရန်ကုန်တို့ပြန်ခေါ်လာပြီးတော့မှအိမ်မှာကျွန်တော်တို့အတူတူကနေပါတယ်အဖေကိုကျွန်တော်တရားဟောလွန်းလို့အဖေကအိမ်ပေါ်ကနှင်ချခဲ့ပါတယ်ကျွန်တော်အရင်ဆုံးအိမ်ပေါ်ကအရင်ဆုံးကျွန်တော်တယောက်တည်းအိမ်ပေါ်ကဆင်းပေးရပါတယ်
နောက်တော့အမေတို့ညီတွေညီမတွေယုံလာပါတယ်ယုံလာတဲ့အခါမှာအဖေကအိမ်ပေါ်ကဆင်းသွားတာနောက်မိမယူပါတယ်အမေကလည်းလိုင်းငန်းဖြစ်တဲ့ကြောင့်တတ်မှတ်ချက်ရှိတဲ့အတိုင်းပဲသူတို့လည်းအိမ်ပေါ်ကဆင်းရပါတယ်အတော်မြောက်ကလာနေ့ရက်ကွက်အတော်တို့အိမ်မှာသွားနေပါတယ်အဲ့ဒီမှာနေပြီးတော့မှကျွန်တော်ယေရှုအကြောင်းကိုလေ့လာစီးပူးရှာဖွေတင်နှန်းနေလျှောက်တဲ့တေတေချာချာသိလာတဲ့အခါကျမှကျွန်တော်ထပ်ဆင်ပြီးတော့မှခရစ်တော်အကြောင်းကိုဝင်ငှပါတယ်ပြောဆိုပါတယ်ဒါပေမဲ့ကျွန်တော်ဒီအကြောင်းကိုတက်တင်မခံရပါဘူးခင်ဗျကျွန်တော်တက်တင်မခံရဘူးကျွန်တော်ကြောက်တယ်အဖမ်းခံရမှာကြောက်တယ်ပြီးတဲ့အခါမှာလူတွေအမျိုးမျိုးဝေဖန်ခံရမှာလဲကျွန်တော်ကြောက်တယ်ကြောက်တဲ့ကျွန်တော်မပြောရဲဘူးတညမှာကျွန်တော်ဆူတောင်းတယ်ကျွန်တော်ဆူတောင်းတဲ့အခါမှာယေရှုကပြောတယ်မင်းမပြောရင်မင်းအသက်ငါနှုတ်မယ်ဆိုလို့အဲ့ဒီကနေပြီးတော့ကျွန်တော်95ကုန်ငန်းကြီးလောက်မှာကျွန်တော်စတင်ပြီးတော့မှပြောပါတယ်96မှာတော့အခွေထုတ်ပြပါတယ်တိတ်ခွေလေးနဲ့ပေါ့တိတ်ခွေလေးနဲ့ပဲအဖမ်းခံရပါတယ်ဘာပဲဖြစ်ဖြစ်ဘုရားသခင်ကိုလည်းကျေးဇူးတင်တယ်အဖမ်းခံရလို့လည်းထောင်ရဲ့အကြောင်းသိရတယ်အဖမ်းခံရလို့လည်းထောင်ထဲကဘယ်လိုကြွေးလဲဘယ်လိုနှိပ်စက်လဲဘယ်လိုနေရလဲဆိုတာလည်းသိပါတယ်ဒါပေမဲ့ဘုရားသခင်ကျေးဇူးတော်ကြောင့်ထောင်ထဲမှာကောင်းကောင်းနေကြရတယ်ထောင်ထဲမှာနိုင်ငံရေးသားတွေနဲ့တစ်ဖွဲ့တည်းနေကြရပါတယ်ဘုရားသခင်ကျေးဇူးတော်တက်တက်ပဲနိုင်ငံရေးသမားတွေကဟေးဒီအသားမကြိုက်ဘူးပြန်လဲပဲဆိုတော့သူတို့ပြန်လှုပ်ပေးရတယ်အဲ့ဒီထဲမှာကျွန်တော်လည်းရောကြောင်ပါတာပေါ့ဘာပဲဖြစ်ဖြစ်ဘုရားသခင်ကျေးဇူးတော်တက်တက်ပါပဲเนาะဒီနေ့ကျွန်တော်အသက်တာမှာဒါလေးကိုကျွန်တော်စဉ်းစားတဲ့ခါမှာဘုရားသခင်တကယ်ပဲကောင်းမြတ်တယ်ဒုတိယတစ်ကြိမ်ပထမတစ်ကြိမ်ပဲကျွန်တော်တောင်ကူထောင်မှာအင်းစင်ကနေပြီးတော့မှကျွန်တော်တို့တောင်ကူထောင်ပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့အချိန်မှာကျွန်တော်ဆုတောင်းတယ်ဆုတောင်းရင်းနဲ့နံရပေါ်မှာစလုံး၃လုံးရေးပြီးတော့မှအပေါ်မှာစာတန်းလေးတကန်းထိုးပါတယ်အဲ့ဒီစလုံး၃လုံးကတော့ခုနှစ်၃လုံးဖြစ်ပါတယ်အပေါ်မှာတော့ငါလာတော့မည်တဲ့အောက်မှာတော့21ရာစုလို့ရေးထားပါတယ်ဒီနေ့21ရာစုရောက်ပြီယေရှုလာဖို့အမတန်နီးပြီတရားစုဟာနှစ်တရာလားဘယ်လောက်လဲတော့မပြောတတ်ဘူးဒါမဲ့ဒီ21ရာစုတည်းမှာယေရှုလာမယ်အဲ့ဒီကနေပြီးတော့ယေရှုကနောက်တညကျတော့ကျွန်တော်ကိုထပ်ဆင်ပြီးမှဘေးရှင်ပေးပြန်တယ်ငါသာမင်းရဲ့နာမည်မာတုရပေါလုလို့ထပ်ဆင်ပြောပြန်တယ်ဘုရားသခင်အမတန်မှကောင်းမြတ်ပါတယ်ဘာမှမဟုတ်တဲ့ကျွန်တော်ဘာမှမဟုတ်တဲ့ကျွန်တော်ကိုဘုရားသခင်ကမာတုရဘွဲ့လဲချီးမြှင့်တယ်မာတုရနေရာမှာလည်းသူကတုံးတယ်မာတုရနေရာမှာလည်းသူကထားတယ်အမတန်မှချစ်ဖို့ကောင်းတဲ့ယေရှုဖခင်ပါဒီနေ့ထိတိုင်အောင်သူ့ဘက်မှာကျွန်တော်တို့ယက်တီဖို့ဒီနေ့ထိတိုင်အောင်သူ့ဘက်မှာကျွန်တော်တို့အသက်ရှင်ဖို့သူအလိုရှိပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒါလေးကိုစဉ်းစားပြီးတော့မှတကယ်ပဲအကောင်းဆုံးအသက်ရှင်ရှောက်လန်းမယ်ဆိုရင်တကယ်ပဲဘုရားသခင်ကကောင်းမြတ်ကြောင်းသိရှိလာလိမ့်မယ်ယေရှုဖခင်ဟာအမတန်မှကောင်းမြတ်ပါတယ်ဒါမလို့ဒီနေ့ဒါလေးကိုစဉ်းစားတဲ့အခါမှာတကယ်ပဲယေရှုကိုယုံကြည်လက်ခံခြင်းရင်ခေါ်လိုက်ပါယေရှုဖခင်လို့သာခေါ်လိုက်ပါအံ့ဩပွေတက်တည်ထူပါလိမ့်မယ်ကျွန်တော်ဆိုရင်ခုနကပြောဘူးပါတယ်အိမ်မရှိဘူးအိမ်ငါးနဲ့ကျွန်တော်မနေရဘူးဘုရားသခင်ဟာအမတန်မှကောင်းမြတ်ပါတယ်တရက်မှလည်းထမင်းမငတ်ပါဘူးကျွန်တော်ငယ်ငယ်တော့မှထမင်းငတ်သေးတယ်ဒီနေ့ယေရှုကိုစတင်ယုံကြည်လာပြီးတဲ့နောက်တရက်မှထမင်းမငတ်ဘူးတနက်မှလည်းမငတ်ဘူးအချိန်လေးလွဲလာတော့ရှိရင်ရှိမယ်တရက်မှမငတ်ဘူးဘုရားသခင်ကပိုကောင်းကျွေးတယ်ကောင်းတဲ့ကောင်းအောင်ကျွေးတယ်ဒါမှမဟုတ်ဒါလေးကိုကျွန်တော်စဉ်းစားတဲ့အခါမှာဒီယေရှုဖခင်ကကျွန်တော်ကိုထာဝရအသက်ပေးတယ်လို့ဒီနေ့ဒီခွေလေးကိုဒီအကြောင်းလေးကိုကြားသွားတိသွားတဲ့လူကိုလည်းထာဝရအသက်ရစေခြင်းနဲ့ယေရှုကငါထံလာပါငါချမ်းသာပေးမယ်ဗျာဒိတ်ခန်းကြီး3ခန်းငယ်20မှာငါဒီတကားရှိမှာခောက်လျက်နေတယ်အချင်းသူဒီငါ့အတန်ကိုကြားရတကားကိုဖွင့်အံ့တကယ်ပဲတကားဖွင့်ပြီးတော့မှလာမယ်ဆိုရင်ယေရှုကခေါ်လျက်ရှိပါတယ်အဲ့တော့ခုနကပေတရုနဲ့ကျွန်တော်ရှောက်တာပေတရုနဲ့ကျွန်တော်ရှောက်နေတဲ့အချိန်မှာတခြင်းလေးကြံ့ကြားရပါတယ်ကာတိုင်းလမ်းပြေသာအိမ်တို့ပြန်ရောက်နိုင်သည်ဒေပြင်းအခြားလမ်းမရှိရွှေမျိုးတော်တကားရှုမြင့်စိန်တော်ငါကိုတော်သည်အိမ်ဝါမှာဆောက်ရှာဒီတခြင်းနဲ့ကြားတယ်စိတ်ထဲမှာတအားပျော်တယ်ဘာတခြင်းမှလည်းမသိဘူးဒါပေမဲ့ခရိယန်ဖြစ်လာမှဒီတခြင်းရတာပါခရိယန်မဖြစ်ခင်တော့လုံးဝဒီတခြင်းကိုကျွန်တော်မရပါဘူးခရိယန်ဖြစ်လာမှရတာပါအမတန်မှအံ့ဩဖို့ကောင်းတဲ့တခြင်းကားတိုင်းလမ်းကြောက်သားလင်ကောင်းကင်နိုင်ငံရောက်တယ်အဲ့တော့ယေရှုခရစ်တော်ကိုယ်တိုင်ပင်ပြထားတဲ့ရွှေအင်ကြီးက
ယူဇနာ120ရှိတယ်အမတန်မှလှပတဲ့ရွှေအိမ်ကြီးဖြစ်ပါတယ်အဲ့ဒီရွှေအိမ်ကိုမိတ်ဆွေသွားခြင်းရင်ယေရှုကခေါ်နေပါတယ်ငါထင်လားငါချမ်းသာပေးမယ်ဗျာဒိတ်ကျမ်းခန်းကြီး22အငယ်1မှာမြို့လမ်းမအလယ်နဲ့ကောင်မြင့်နှစ်ဖက်၌၎င်းအသက်ပင်ရှိထိုအသက်ပင်သည်အသီး12မျိုးကိုသီးစေတဲ့ထိုအသီးသည်လည်းလူအမျိုးမျိုးတို့စားစရာဖို့ဖြစ်အရွက်သည်လည်းလူအမျိုးမျိုးအနာရောဂါညင်းစရာဖို့ဖြစ်၏ဆိုတော့ပြောထားတယ်ဆိုတော့ဒီနေ့ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာစားစရာရှိပါတယ်ဒီနေ့လောကကြီးထဲမှာလူတွေစားသလိုကောင်းကင်နိုင်ငံမှာရောက်တဲ့အခါမှာလည်းစားစရာရှိပါတယ်အသက်ပင်ရဲ့အသီးကိုအာဒန်နဲ့အေဝါတော့မစားဘူးတဲ့အသက်ပင်ရဲ့အသီးကိုယေရှုကိုယုံသောအဖြစ်ပြန်ပြီးတော့မှစားရမယ်ဆိုတာကိုအားပေးခြင်းနဲ့ဒါမှမဟုတ်ဒီနေ့ဒီသက်သေခံအကြောင်းလေးကိုကြားတဲ့အခါမှာတကယ်ပဲအော်ဖို့ကောင်းတဲ့ယေရှုဖခင်ကောင်းပါတယ်တောင်ငူထောင်ကိုရောက်တဲ့အခါမှာပထမဆုံးစရောက်တာနဲ့ထောင်ပိုင်ကကျွန်တော်ကိုစောင်းနဲ့အုပ်ပြီးတော့မှအခန်းခေါ်သွားပါတယ်အခန်းခေါ်တော့တောက်လျှောက်ကျွန်တော်ကိုရိုက်သွားပါတယ်ဖခင်သခင်ကျေးဇူးတော်ကြောင့်ဘာမှမဖြစ်ဘူးမျက်စိလေးတော့နည်းနည်းထိပြီမဲ့အခုတည်းဒီမျက်စိကဘာမှမဖြစ်ဘူးဒီတိုင်းမျက်မှန်မပါလဲစာဖတ်လို့ရပါတယ်ဖခင်သခင်ကျေးဇူးတော်တက်တက်ပါဒါမှမဟုတ်ဒါလေးကိုကျွန်တော်စဉ်းစားတဲ့ခါဖခင်သခင်ကျွန်တော်တို့သိချစ်တယ်အဲ့ဒီချစ်တဲ့ဖခင်သခင်ကိုဒီနေ့မိတ်ဆွေယုံကြည်လက်ခံမှဆိုရင်တကယ်ပဲကောင်းမြတ်ပါတယ်ဒုတိယတစ်ချိန်ထပ်ပြီးတော့မှအဖန်ခံတဲ့ခါ2000ခု2001 6လပိုင်းလဲရောက်ရောအဲ့ဒါကတော့မြောင်းမြထောင်မှာဖြစ်ပါတယ်6လပိုင်းလဲရောက်ရောထောင်ဆူတာထောင်တရဲ6တဲ့ဆိုတော့မှအဲ့ဒီမှာထောင်ဆူလို့ကျွန်တော်တို့အဖွဲ့တွေထောင်ပြောင်းခဲ့ရပါတယ်အဲ့ဒီအချိန်မှာအင်းစိန်ထောင်မှာတညဝင်အိတ်ခဲ့ရပါတယ်အဲ့ဒီတညဝင်အိတ်တဲ့အချိန်မှာထောင်ကားကအင်းစိန်ထောင်လဲရောက်ရောဝန်ထမ်းတွေကပြောတယ်ခေါင်းမမော့နဲ့ခေါင်းမပြူနဲ့ခေါင်းလုံးဝမမော့ပါနဲ့မော့ရင်ရိုက်မှာမမော့လဲရိုက်ပါတယ်ရိုက်မော့လဲရိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကိုမောက်ရဲ့အိတ်ခိုင်းမလို့မှအပေါ်ကနေရိုက်ပါတယ်ပိုးဆုပ်ပက်ဆက်လဲအရိုက်ခံရပါတယ်အဲ့ဒါကတော့ထောင်ဆူလို့ထောင်ပြောင်းတဲ့အထက်မှာကျွန်တော်ပါအပါဝင်အရိုက်ခံရတာပေါ့ဒါဘာဖြစ်ဖြစ်ဘာဖျားသခင်ကျေးဇူးတင်တယ်ဘာမှမဖြစ်ဘူးဘာမှပြန်ပြီးတော့မခံစားရဘူးကျေးဇူးတော်တက်တက်ပဲဖဏနဲ့ရိုက်ခံလဲဘာမှမဖြစ်ဘူးတနတ်တင်နဲ့အထုခံလဲဘာမှမဖြစ်ဘူးဘလောက်ပဲဖြစ်ဖြစ်ဖျားသခင်ကကောင်းမြတ်တယ်အခုတည်းတည်းကျမ်းမာခြင်းပေးတယ်ဒါမှမဟုတ်ဒါလေးကိုကျွန်တော်စဉ်းစားတဲ့ခါမှာဘုရားသခင်ရဲ့ကျေးဇူးတော်တက်တက်ကိုချီးမွမ်းရမကုန်ကျေးဇူးချီးမွမ်းခြင်းရဲ့ငါရဲ့ဘုန်းထင်ရှားစေတယ်လို့ပြောတဲ့အတိုင်းကျေးဇူးများများချီးမွမ်းပါဘုန်းပူ၍ထင်ရှားလာလိမ့်မယ်ဒါမှမဟုတ်ဒါလေးကိုကျွန်တော်စဉ်းစားပြီးတော့တကယ်ပဲယေရှုခရစ်တော်ကိုချီးမွမ်းပါဒုတိယတစ်ချိန်ဟုတ်ပြီတစ်နှစ်ပြည့်ထောင်ဆူလို့ပြောင်းလာတဲ့အခါမှာအင်းစိန်ထောင်မှာပက်ပက်ဆက်ဆက်အရိုက်ခံရပြီးမနဲ့မိုးလင်းတော့ကျွန်တော်တို့ကိုထပ်စင်မထောင်ပြောင်းဖို့အတွက်ကားပေါ်တင်ပါတယ်ကားပေါ်တင်တဲ့အခါကားမောင်းလာပါတယ်ဘယ်ကိုလဲဆိုတော့နေရာတော့မသိပါဘူးကားတော့မောင်းထွက်နေပြီဒါပေမဲ့ရောက်တဲ့အချိန်ကျမှမော်နမန်ထောင်ဆိုတာသိရပါတယ်မော်နမန်ထောင်ကိုရောက်ခဲ့ပါတယ်မော်နမန်ထောင်ကနေပြီးတော့မှလွတ်ငင်းချမ်းသာနဲ့ဘုရားသခင်ကျေးဇူးတော်တက်တက်ပြန်ပြီးတော့မှလွတ်လာပါတယ်ရက်မပြည့်ဘူးလမပြည့်ဘူးနိုင်ငံတော်လွတ်ငင်းချမ်းသာနဲ့ပြန်လွတ်လာတယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ပဲဒါမှမဟုတ်ဒါလေးကိုကျွန်တော်ကြည့်တဲ့အခါမှာမော်နမန်ထောင်ကိုရောက်တဲ့အခါမှာဘုရားသခင်ကျေးဇူးတော်ကြောင့်နေ့စဉ်ညမနဲ့ဝတ်ပြုရတယ်ကိုးကွယ်ရတယ်နေ့ကင်းနေ့လည်းသင်တန်းပေးရတယ်ယေရှုခရစ်တော်အကြောင်းကိုသင်တန်းပေးရတယ်ပထမတစ်ချိန်မှာတော့ထောင်ကျသွားတယ်ကျမ်းစာကိုလည်းတွင်းမရဘူးအလွတ်ရထားတဲ့ကျမ်းချက်တွေပဲဝင်ငှခဲ့ရတယ်အလွတ်ရထားတဲ့ကျမ်းချက်တွေပဲပြောဆိုခဲ့ရတယ်ဒီတစ်ခါတော့ဒုတိယတစ်ချိန်တော့ကျမ်းစာအုပ်လည်းကင်လို့ရတယ်ကျမ်းစာအုပ်လည်းဖတ်လို့ရတယ်ကျမ်းစာအုပ်နဲ့သင်တန်းလည်းပေးလို့ရတယ်ထောင်ထဲမှာလည်းပြောင်းလဲလာတဲ့သူတွေရှိတယ်ရှိအဲ့လူတွေလည်းကျွန်တော်စီရောက်လာကြတယ်အခုလည်းတချို့အမှုတော်ဆောင်တွေဖြစ်နေပြီတချို့ကလည်းမဖြစ်ပါဘူးဘုရားသခင်ကျေးဇူးတော်ကြောင့်ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဒါအဲ့မှာလွန်ငင်းချမ်းသာနဲ့ပြန်လွတ်လာပြီးတဲ့နောက်ကျွန်တော်မော်နမန်မှာတညအိပ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်ရန်ကုန်ပြန်လာတယ်အဲ့ဒီအချိန်မှာတော့မိမကနောက်ယောက်ျားယူထားပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီနောက်ယောက်ျားယူထားပြီးတော့နောက်ယောက်ျားလက်ထက်ကနေကျွန်တော်ပြန်ယူပြီးတော့မှကျွန်တော်လက်ထက်မှာပဲကျမကြီးမကောင်းစွာနဲ့ကျွန်တော်ကုသပြီးတော့မှမိမဆုံးသွားပါတယ်ဘာပဲဖြစ်ဖြစ်ဘုရားသခင်ကိုကျေးဇူးတင်တယ်အဲ့ဒီဘုရားသခင်ကကျွန်တော်တို့ကိုတိတ်ချစ်လွန်းလို့ငရဲကကိုမသွားစေချင်ဘူးငရဲဟာအမတန်မှပူလောင်တယ်လူတယောက်နေတဲ့အခန်းက၄ပေပတ်လည်ပဲရှိပါတယ်အဲ့ဒီ၄ပေပတ်လည်ထဲကိုမိတ်ဆွေသွားခြင်းရင်တော့ယေရှုမယုံနဲ့
ယေရှုဟာကရင်ဖျားလည်းမဟုတ်ပါဘူးကမ္ဘာလောကကြီးထဲမှာရှေ့လေသည်များသောပုရုษင်အားလုံးတို့ရဲ့ဖျားဖြစ်ပါတယ်အဲ့ဒီဖျားကိုယုံကြည်လက်ခံမှဆိုရင်တကယ်ပဲငရဲကလွတ်မယ်ဆိုတာကိုအားပေးတယ်တသက်ခံတဲ့အရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေ